အားလုံးပဲမင်္ဂလာပါဒီနေ့ knowledge share လုပ်ပေးခြင်းနဲ့ပိုင်းကတော့ PLC နဲ့ water dual mount နဲ့ circuit လေးကို control circuit လေးကို share လုပ်ပေးပါဖြစ်ပါတယ်ကျွန်တော်တို့စပြီးတော့ဒီကောင်လေးကို simulation လုပ်ဖို့အတွက်CADE ဒီ software လေးကိုအသုံးပြုပါတယ်ခင်ဗျာ okay အဲ့ဒါဆိုကျွန်တော်တို့ကဒီ software လေးမှာကျွန်တော်တို့ကဒီမှာ power circuit ကိုကျွန်တော်တို့ဆွဲပါတယ်ပြီးရင်ကျွန်တော်တို့ကဒီဘက်မှာ control circuit နဲ့ကျွန်တော်တို့ကဒီ PLC ထဲမှာရှိတဲ့ programming ကိုရေးပါတယ်ကျွန်တော်စမ်းပြီးတော့မောင်းကြည့်ပါမယ်ကျွန်တော်တို့ breaker နှစ်ခုလုံးကိုကျွန်တော်တို့ဒီမှာ simulation စပါမယ် simulation စဖို့ရအတွက်ကျွန်တော်တို့ကဒီမှာ place လေးကိုနှိပ်လိုက်ပါမယ် run လေးကိုနှိပ်လိုက်ပါမယ် okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့က breaker လေးနှစ်ခုကိုတင်လိုက်ပါမယ် breaker တင်ပြီးတာလည်းပြန်နေကျွန်တော်တို့ဒီဘက်မှာရှိတဲ့ power mill လေးကအလင်းပါတယ်ဒီမှာ PLC မှာလည်း power mill လင်းတယ်လို့ဒီမှာ power mill လင်းပါတယ် okay ကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော်တို့က start စမောင်းကြည့်လိုက်မယ်မောင်းကြည့်လိုက်တဲ့အခါမှာဒီမှာ magnetic conductor ဒီအစတော့အရောင်လေးကိုကျွန်တော်ပြန်ကြည့်ကြည့်အောင်ပါကျွန်တော် stop ပြန်လုပ်ကြည့်မယ် okay ဒီမှာ magnetic conductor မှာကျွန်တော်တို့ကဘာရောင်မှမပေါ်ဘူးเนาะအမဲရောင်လေးဖြစ်နေမယ်အဲ့ဒါကိုကျွန်တော်တို့က start နှိပ်လိုက်တဲ့အခါမှာဒီမှာလဲ run မယ်ဒီမှာလဲ output ထွက်မယ်ဒီမှာလဲ run ပြီးလင်းမယ်ဒီဘက်မှာလဲဒီကောင်လေးကနီရောင်လေးပေါ်လာမယ်ဒီမှာလဲ motor မှာဆိုရင်ကျွန်တော်တို့ကmotor မှာလဲ revolution တခုရမယ်ပေါ့ okay ကျွန်တော်တို့အဲ့အခြေအနေကနေပြီးကျွန်တော်တို့ overload လေးကိုကျွန်တော်တို့ဒီမှာ overload လေး testing လုပ်ကြည့်အောင် overload လေးကိုကျွန်တော်တို့က overload ဖြစ်တဲ့အခါမှာဒီမှာ overload trim လေးဒီမှာလင်းပါမယ် okay trim လေးလင်းပါမယ် overload ကိုကျွန်တော်တို့ကပြန်ပြီးတော့ဖြည့်ကြည့်လိုက်မယ်ပြီးပြန်မောင်းကြည့်မယ်ကျွန်တော်တို့ကဒါဆိုရင်RAM လေးလည်းလင်းမယ် magnetic conductor လေးလည်းကပ်ပါမယ် RAM လေးလည်းလင်းမယ် magnetic conductor လေးလည်းကပ်ပါမယ်အဲ့မှာကျွန်တော်တို့က emergency stop နှိပ်လိုက်ပါမယ် emergency stop နှိပ်လဲကျွန်တော်တို့ကရက်ပါမယ် stop နှိပ်လဲရက်ပါမယ်ဒီကတော့ကျွန်တော်တို့ power meter ပါ trim လင်းတဲ့ခါမှာကျွန်တော်တို့ပြန်ကြည့်အောင် trim လင်းတဲ့ခါမှာဒီမှာ trim လေးလင်းပါမယ်ပြီးရင်ဒီမှာကျွန်တော်တို့က trim လေးလင်းပါမယ်ဒါကတော့ power meter ပါ okay အားလုံးကိုကျေးဇူးတင်ပါတယ်